Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်မြန်မာနိုင်ငံလူမျိုးတွေကြားမှာလူပြောများစုဖြစ်နေတဲ့ဒီ Kasudo visa ဆိုတဲ့အကြောင်းတွေကို sharing လုပ်ပေးချင်ပါတယ်ဒီ Kasudo visa ဆိုတာကတော့တကယ်တမ်းကျတော့ဂျပန်အစိုးရကနေပြီးတော့တရားဝင်ထုတ်ပြန်လာတဲ့ visa မျိုးစားမဟုတ်ပါဘူးဒါဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ဂျပန်လူမျိုးရှိနေအတိုင်ပင်ခံတူဖြစ်တဲ့ Mr. Kasudo ကိုအဆွဲပြုပြီးတော့ခေါ်ကြတဲ့နာမည်တစ်ခုသာဖြစ်ပါတယ်ဒီ visa ရဲ့တကယ်အကြောင်းရင်းကိုနားလည်လည်အောင်ရှင်းပြပေးချင်ပါတယ်ခါဆူရူဗီဇာဆိုတာကတကယ်တော့ဂျပန်နိုင်ငံရဲ့သတ်မှတ်ချက်ပြင်ပလှုပ်ရှားဆောင်ရွက်ခွင့်ဗီဇာလို့ခေါ်တဲ့ Designated Activity Visa တခုတည်းခါဆူရူအမျိုးအစားဖြစ်ပါတယ်ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေမိမိနိုင်ငံရဲ့လက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေကြောင့်နေရမပြန်နိုင်မဲ့ဂျပန်မှာဆက်လက်နေထိုင်ပြီးအလုပ်လုပ်ကိုင်ခွင့်ရအောင်ဆောင်ရွက်ပေးတဲ့အထူးဗီဇာတက်တန်းတိုးခြင်းလုပ်ငန်းစဉ်ဖြစ်ပါတယ်။ဘာကြောင့်ခါဆူရူလို့နာမည်ကြီးနေတာလဲဆိုရင်ရှေ့နေအမည်ဖြစ်ခြင်းပေါ့နော်ဒီ Mr. Kazuro ဆိုတဲ့ရှေ့နေကမြန်မာနိုင်ငံသားအများပြားတွေအတွက်ဒီလိုနေရမပြန်နိုင်တဲ့အခြေအနေတွေကိုအကြောင်းပြပြီးတော့ designated activity ခေါ်တဲ့ဗီဇာလျှောက်ပေးထားရမှာအောင်မြင်မှုရာခိုင်နှုန်းများခဲ့တဲ့အတွက်သူ့နာမည်ကစာမွေးပွဲတွေနဲ့ပွဲသားတွေကြားမှာလူမျိုးကွန်ရက်ပေါ်တွေမှာပေါ့နော်ဗီဇာမျိုးစားတစ်ခုလိုနာမည်ကျော်သားခဲ့တာဖြစ်ပါတယ်ဗီဇာတက်တန်းနဲ့အလုပ်လုပ်ခွင့်ကဘယ်လိုမျိုးလဲဆိုဒီဗီဇာလျှောက်ထားအောင်မြင်ရင်ပုံမှန်အပြင်6လသို့မဟုတ်တစ်နှစ်ဗီဇာတန်တဲ့ရရှိတဲ့ပြီးတော့ဂျပန်နိုင်ငံမှာတရားဝင်အချိန်ပြည့်အလုပ်လုပ်ကိုင်ခွင့်ရက်သက်တစ်ပတ်40ရရှိမှာဖြစ်ပါတယ်ဒီဗီဇာနဲ့ပတ်သက်ပြီးတော့တတိထားမယ့်အချက်နဲ့အရေးကြီးတဲ့တတိထားမယ့်အချက်တွေကတော့ခါစရိုဗီဇာဆိုပြီးတော့တည်တံ့ဗီဇာမရှိတဲ့အတွက်မိမိကိုယ်တိုင်တော်၎င်းအခြားကျွမ်းကျင်ရှေ့နေများနဲ့တော်၎င်းလူဝင်မှုကြီးကြပ်ရေးမှာဒီတကူတဲ့ခါစရိုအဖြစ်တရားဝင်လျှောက်ထားနိုင်ပါတယ်လိန်လေလေပြားမှုတွေဖြစ်နိုင်တာကဘယ်လိုမျိုးလဲဆိုတော့ခါစရိုနဲ့ချိတ်ဆက်ပေးမယ်ခါစရိုဗီဇာအစစ်မှန်လျှောက်ပေးမယ်ဆိုပြီးတော့ငွေကြေးများပြတောက်ခံတဲ့ပွဲစားလိန်လည်မှုတွေကိုတတိထားဖို့တော့လိုပါတယ်ဗီဇာသဘောတဘာဝကဘယ်လိုမျိုးလဲဆိုတော့မြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ပေးထားတဲ့တက်ညာမှုဗီဇာမျိုးစားဖြစ်လို့အမြဲတမ်းနေတိုင်းမှာ PR လျှောက်ထားဖို့အတွက်လမ်းကြောင်းကောင်းတစ်ခုမဟုတ်ပါဘူးအခြေအနေပေးရင်ကျွမ်းကျင်လို့သားဗီဇာတကူတဲ့ကီနိုဒါမှမဟုတ်လို့ချင်းအင်ဂျင်နီယာလူသားချင်းစာနာမှုဗီဇာပေါ့နော်အဲ့စတဲ့ပုံမှန်အလုပ်ဗီဇာတွေကိုပဲပြောင်းလဲဖို့ကြိုးစားတင်ပါတယ်အချင်းချင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခါစရိုဗီဇာဆိုတာလူနာမည်ကိုဆက်ပြီးခေါ်တဲ့အခေါ်အဝေါ်တစ်ခုသာဖြစ်ပြီးတော့တကယ်တမ်းတော့မြန်မာပြည်မပြန်ကျင်လို့ဂျပန်မှာဆက်နေပြီးတော့အလုပ်လုပ်ခွင့်လျှောက်တဲ့တကူတဲ့ခါစရိုအထူးလုပ်ငန်းစဉ်ဗီဇာတက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မိတ်ဆွေများလည်းဒီဗီဇာကိုမဖြစ်မနေမလွဲတာလို့သာရှောက်စေချင်တယ်ပေါ့နော်တခြားဥပမာပေါ့နော်ကို့မှာ choice ရှိတယ်ရွေးချယ်ခွင့်ရှိရဆိုလို့ရှိရင်တော့တခြားတရားဝင်ဖြစ်တဲ့ဗီဇာမျိုးတွေကိုရှောက်စေချင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုဒီဗီဇာကခိတ္တယာယီဗီဇာသဘောမျိုးဖြစ်တဲ့အတွက်ဒီအစိုးရဘက်ကနေပြီးတော့အချိန်မီဖြစ်သိမ်းနိုင်တယ်ပေါ့နော်အဲရလို့ရှိရင်သူတို့ဥပဒေပြောင်းလဲတာပေါ့နော်ကိုရီးယား choice မရှိဘူးပေါ့နော်အဲ့တော့တခြားဗီဇာတွေကျတော့ဘယ်လိုပြောမလဲသူတို့တယ်ဝင်ချပေးထားရတဲ့အတွက်ဖြတ်သိမ်းမယ်ဆိုလို့ရှိရင်ဒီအလုပ်သမားတွေအများကြီးနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီဟာမဖြစ်နိုင်တဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဖြစ်နိုင်ရင်တော့တရားဝင်ဗီဇာတွေကိုပဲရှောက်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ